1980နောက်ပိုင်းပေါ့နော်နောက်ပိုင်းရောက်သွားပြီဆိုတော့1989ကနေပြီးတော့91လောက်အတွင်းကကိုတို့ထုတ်ခဲ့တဲ့အခွေလေးအကြောင်းကျွန်တော်ကိုမေးချင်လို့ပါပထမဆုံးကိုစော်ဝင်းရှိန်သူနဲ့ထုတ်ခဲ့တဲ့ခွေလေးအကြောင်းပြောပြပါအောင်သူနဲ့လည်းတော်တော်ပေါက်ခဲ့တာဆိုတော့ဟုတ်တယ်ကိုစော်ဝင်းရှိန်နဲ့ကတော့ဟိုပထမထုတ်ပြတဲ့ series ကတော့ Passion series ဟုတ်ကဲ့အဲ့ series မှာကျွန်တော်တို့ assistant တည်ကြတယ်ဆိုတော့ဒီ Passion series ကလည်းဒီ Passion တခြင်းကလည်းရေးတာတော့မင်းချစ်သူနော်ဆိုတော့အဲ့တခြင်းကလည်းတော်တော်လေးပေါက်တယ် Passion မရှိသေးတဲ့ချစ်လေးရဲ့ Passion ကိုဖြစ်လိုက်ချင်ပါတယ်ဒီကဘာမြေတဲ့မရှိသမျှတဲ့တခုပဲမင်းကိုမြဲတမ်းပိုင်ခြင်းတဲ့ဒီကဘာကြည့်တဲ့မရှိသမျှတဲ့တယောက်တည်းတို့လိုရှိတာမင်းပဲကျွန်တော်1990 91ကျတော့ကျွန်တော်ကိုအောင်ရင်တို့နဲ့ထွက်ဖြစ်တယ်နော်အများကြီးအောင်ရင်နဲ့ကလည်း series ၄ခုလောက်ရှိရောဆိုတော့ဟိုအချစ်နာအိမ်မက်နောက်မင်းမရှိတဲ့နောက်တို့ရောက်တဲ့မင်းမရှိတဲ့ရှင်တဲ့ဘုချင်းရဲ့အနေအငါသိဆုံးသွားပြီမင်းမရှိတဲ့ရှင်တဲ့ဘုချင်းရဲ့အနေအငါသိဆုံးသွားပြီချိန်နေညနောက်တစ်ခုကလာမင်းချစ်သူလာမင်းချစ်ဟုတ်တယ်နော်၄ခွေနော်အဲ့၄ခုအဲ့လူတွေကလည်းတော်ပေါက်တာနော်ကိုအဲ့မင်းမရှိရဲ့နောက်ခွေကကျွန်တော်ထင်တယ်အောင်ရင်ရဲ့အပေါက်ဆုံးအခွေလို့ကျွန်တော်ထင်တယ်အဲ့အကူတို့နဲ့ထုတ်တယ်ကျင်နာအိမ်မက်လည်းတော်တော်ပေါက်တယ်နော်ကျင်နာရင်ကကိုငှက်တယ်ဟုတ်တယ်အဲ့ဒီမှာအမေသချင်းပါတော့ပေါက်တယ်စီရီတွေစတဲ့အချိန်မှာလည်းကျွန်တော်တို့တော်တော်များများထုတ်ဖြစ်ပါတယ်အဲခင်နာသိန်းတို့ဘာလို့လဲစီရီနဲ့ထုတ်တယ်ဟုတ်တယ်ခင်နာသိန်းကတော့ကျွန်တော်ဖြန့်ပေးထားတယ်ပေါ့ဟုတ်ကဲ့ဟိုအဲ CD ဆိုလို့ကျွန်တော်လေအဲ CD ကဒါအခုထုတ်ခဲ့တာ CD မှာကျင်တာ image ရှိရဒါကတော့ Sound Design ပေါ့နော်ရင်းမရဲ့ Sound Design နှစ်ဆိုတာဒါလည်းကိုထုတ်ခဲ့တာအခု CD ကိုတို့ဘယ်နှချက်လောက်ထုတ်ခဲ့လဲမသိဘူးအများကြီးဖြစ်မယ်တင် CD ကတော့အများကြီးပဲတိတ်တော့မမှတ်မိဘူးပေါ့နောက်ပိုင်း series တွေကတော့ CD ပါတစ်ခါလေးထုတ်တာရှေ့ပိုင်းမှာစိတ်စားလွမ်းလို့ပါတော့အဲ့ဒါတော့ CD မထုတ်ဘူးတော့အဲ့ real ပဲထုတ်ဘူးဒါပေမဲ့ CD version တော့ကျွန်တော်တို့လုပ်ထားတယ်ဟုတ်ကဲ့ Sound Design တခြင်းတွေကတော့အကုန်လုံး CD version ရှိတယ်Sound Design 250ပြည့်မှာတော့အဲ CD နဲ့ထုတ်တယ် CD ထုတ်တယ်နောက် VCD ထုတ်တယ်ပေါ့အဲ့ Sound Design 50မွေးနေ့ပေါ့နော်အဲ့ဒီအကြောင်းလေးပြောပြပါလားကိုအဲ့ဒါကျွန်တော်မှတ်မိတာတော့ကျွန်တော် VCD karaoke ပေါ့နော်နှစ်ပွေတွဲလောင်းပြီးကျွန်တော်ကြည့်လိုက်ရတယ်သုံးဝေလည်းထွက်တယ်အဲ့ဒီမှာတော့သူ့ရဲ့မွေးနေ့လဲမွေးနေ့ဆိုတော့ဒါဟိုဒီ show တစ်ခုလုပ်ပြီးတော့သချင်းလည်းသွင်းမယ်ပေါ့ CD VCD လည်းထုတ်မယ်ဆိုတော့သူ့မွေးနေ့လဲဟိုအမှတ်တရအနေနဲ့အဲ CD ထုတ်ပြတာအဲ့ဒီမှာဘလူးလေးဆိုကြရဲဆိုတော့လွှမ်းမိုးလဲဆိုတယ်ခိုင်ထူးလဲဆိုတယ်အောင်ကိုလတ်ပါတယ်နောက်မျိုးသမီးနဲ့ရတနာဦးတို့မိမိဝင်းဖေတို့တော်တော်လေးများအဲ့ကိုလွှမ်းမိုးကသူတယောက်တည်းဟုတ်ဝိုင်းမပေါ့သူအဲ့ဒါပေမဲ့ electric guitar နဲ့သူတယောက်တည်းအဲ့ပြောင်းဆုံးသောနေပါပေါ့ဟုတ်တယ်အဲ့ချင်းလေးကျွန်တော်မှတ်မိတယ်အဲ့ချင်းငယ်စဉ်ကဒီလိုမ
ဆိုင်နေဆိုင်ရာသူကဟိုသူကျေးဇူးတင်တဲ့လူတွေသူကအဲ့ရွှေပြားလေးနဲ့သူအဲ့တော့ဟို Y1 တစိမ့်လေးနဲ့ကျွန်တော်တို့ပြန်ပေးတာပါသူကတစ်စိမ့်ပြန်ပေးသေးတယ်အဲ့ဒါလေးကတော့အမှတ်တရလေးပေါ့ ဒါရိုက်တာကိုအောင်ကိုလာနော် အောင်ကိုလက်သူတို့အောင်ကိုလက်တို့အဖွဲ့ပေါ့သူကင်မရာ6လုံးနဲ့ရိုက်ထားကြတာကိုဝီလင်းထွန်းဆိုတဲ့လူကတော့သူကဗာမေးထားလဲဆိုတော့အခုတို့ရင်းမှာထွက်ခဲ့တဲ့ထွန်းမှာတဲ့ဟိုနော်အနုပညာအရာငွေကြေးအရာကူးခဲ့တဲ့အရာရောအောင်မြင်ဆုံးအများဆုံးအခွေရဲတဲ့မအောင်မြင်ဆုံးအနည်းဆုံးခွေကျွန်တော်အဲ့ဒါတော့ဖြေလို့ဖြစ်တော့မသိဘူးဆိုတော့ခုနကပြောအောင်မြင်တဲ့ခွေတဲ့ခုနကပြောတယ်ဒီစိုင်းဒီဆိုင်ဟလားဟုတ်ကဲ့စိတ်စားလွမ်းတို့နောက်ဟို platform မင်းသားတို့ဟုတ်ကဲ့ကြော်ရင်းဆိုရင်စင်ပေါ်မှာချင်းများအတိတ်ပဲရှိတော်လူအောင်ရင်ဆိုမင်းမရှိတဲ့နောက်အကျဉ်းနာအိမ်မက်စော်ဝင်းရှင်ဆိုရင်ပိုင်ရှင်ဟုတ်ကဲ့ဟိုတန်းနိုင်လို့ဆိုရင်အမြင်1အမြင်2ခွင့်ဆိုအမြင်2မေဆွေရဒီမြင်1ဆိုအဲ့လိုမျိုးတွေကတော့အချစ်ရဒီတညမှာမြင်ရခဲ့တဲ့မောင်လာပြီတာလွန်နေအရင်ညကမောင်လာပြီအမောင်ညာကိုစွန့်တော်ခဲ့ကဘာတစ်ဖက်မှာတန်ရည်သူမြတ်ဝမ်းမညရည်လေအမောင်ဆုံးညတွေဘယ်မှာဆုံးမလဲမတွေ့ဝတော့ဘူးတွေ့ရတော့ကျွန်တော်ရဲ့ဒီထုတ်လုပ်သူရမကိုချစ်ခင်ကနေတောင်းဆိုတဲ့အချစ်အတွက်တစ်ဖန်မွေးဖွားခြင်းဆိုတဲ့သင်းလေးကိုနားဆင်ပေးပါခင်ဗျာပေးသနာတော့ကျွန်တော်ရဲ့ပေးသက်ကြီးကိုကျွန်တော်လုံးဝအုပ်ကိုကျွန်တော်ဖြော်ပြပါတော့မယ်ခင်ဗျာ
ကောင်းတဲ့ပစ္စည်းကကြာတတ်တယ်ကျွန်တော်ကခင်ဗျားတို့စိတ်အတွက်ကိုအကောင်းစားလေးပေးချင်ကျွန်တော်တို့မှဒီလိုအကောင်းစားဖြစ်အောင်ကျွန်တော်တို့ကိုရဲကောင်ချစ်ခင်ချစ်အောင်ပြီးတော့ကြော်ဟင်းကိုဆိုမိခိုင်ကိုမဆိုးညံ့တိုင်ပါရတိုင်ပြီးတော့မှကျွန်တော်တို့လုံးကောင်းသူ့ပြောရရင်ပိုင်းတွေကသိချင်တတ်တယ်လို့တော့မဟုတ်တော့ဆိုအဲ့လိုမျိုးတွေကတော့အောင်မြင်ဆုံး series တွေပေါ့ဟိုကိုကအောင်မြင်မယ်ထင်ပြီးတော့မအောင်မြင်တဲ့ series တွေကတော့ခုနကပြောတဲ့တွားအောင်လို့ပေါ့တွားအောင်လို့နော်တွားရိုင်းပြီးမှတောင်းပန်လေးများတော့ဝေလင်းချင်းနောက်ဆုံးချေရတော့ကိုယ့်ရဲ့45နှစ်ပေါ့နော်အနုပညာတက်တန်း45နှစ်ကျွန်တော် studio kit ပေါ့နော် music မှာကဏ္ဍပေါင်းစုံရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီအဆိုတော်တွေကတော့ထိတ်ဆုံးအောင်ပေါ့နော်နောက်ပြီးတော့ D1 ရှိမယ်နော် the Asus to Playboy တို့ကနေစခဲ့မယ်ပြီးတော့ကျွန်တော်တို့ recording studio တွေရှိမယ်နော်ဒီလင်းတို့ဥပဒေရစတာပေါ့နော်ဥပဒေပြီးရဲကောင်းမေးလင်းနော် Oasis ကနေတဖြည်းဖြည်းနဲ့နောက်ပိုင်းအများကြီးဖြစ်လာတာပေါ့နော်ဒါပေမဲ့လူတွေတိတ်မပြောကြတာတော့ကိုတို့ဒီထုတ်လို့ဖြန့်ချီကဏ္ဍကိုတိတ်မပြောကြတော့ဘာပြောနော်လူတွေကတကယ်တော့ဒီထုတ်လို့ဖြန့်ချီသူတွေမရှိလို့အခုအကိုပြောခဲ့တဲ့တေးသံသွင်းဆိုင်တွေအများကြီးရှိတယ်ပေါ့နော်အကိုတို့ခင်မှာတော့ခစ်ပြန်ရတော့အကိုနဲ့စပယ်ဦးပေါ့နော်ဦးတန်းလွင်နဲ့အကိုတို့နဲ့ဆိုတော့ဒီလိုလူတွေမရှိရင်တော့လေဒီစီရိုခစ်ကြီးကလည်းဒီလောက်ကြီးအောင်မြင်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့လည်းအကိုတို့လိုတေးသံသွင်းဆိုင်ထုတ်လို့သူအနေနဲ့ဒီတချင်းကောင်းနေအများကြီးကိုထုတ်လုပ်ခဲ့တဲ့အတွက်ကျွန်တော်တို့ကကျေးဇူးလေးတင်တယ်ကိုတို့လေးစားပါတယ်ဒီမှာပေါ့နော်တင်းနိုင်မြန်မာနဲ့အင်တာဗျူးလေးကျွန်တော်နားထောင်နေတော့အဲ့မှာ तू ကတချင်းနေရဘာကြောင့်တက်တန်းချို့တချင်းနေ240 250ခံပြီးတော့ချို့တချင်းနေရအောင်မြင်ပေမဲ့ခဏလေးပဲကြာလဲပေါ့နော်ဆိုတော့အခုအကိုနဲ့ကျွန်တော်စကားပြောတဲ့အချိန်မှာကျွန်တော်နားလည်လာတဲ့ဟာပါလဲဆိုတော့ဒီကိုဖန်တီးတဲ့နုပညာကိုချစ်တဲ့စိတ်ပေါ့နော်ကျွန်တော်တချင်းတစ်ပုတ်ပဲဖြစ်ဖြစ်ခုစဉ်အကိုနဲ့ဥကျော်ဟင်းနဲ့အတိပဲရှိသောလူကိုဘလို့ကိုတို့ဘလို့ထုတ်လုပ်ခဲ့တယ်ဘလို့ပြင်ပန်းခံခဲ့တယ်ဘလို့စိတ်ဟိုနော်နုပညာဟိုပတ်စံကြီးတစ်ခုတည်းမဟုတ်ဘဲနဲ့ကိုတို့လုပ်ခဲ့တယ်ကိုပက်ထရစ်နဲ့ကျွန်တော်ရင်းနှီးတဲ့အခါကျတော့သူကျွန်တော်မေးတယ်ကိုတို့ဘလို့တီးလဲတာအတီးသမားကဏ္ဍကိုသူပြောတယ်သူအရန်ပင်ပန်းတယ်တပုတ်ကိုသူတစ်နေ့လုံးကိုပြောတယ်ပေါ့တချင်းတပုတ်ကိုသူကိုတင်းញရတန်များတော့တချင်းတွေကိုကိုတို့ဘလောက်ကြာတီးခဲ့လဲဆိုတော့လူတွေမသိဘူးဒါပေါ့နော်ဟုတ်တယ်မလားဒါကိုတို့ဘလောက်ထိစေတနာထားခဲ့တယ်ဆိုတဲ့လူရောတီးတဲ့လူရောတော့ထုတ်လဲတဲ့သူရောဆိုတော့အဲ့လိုတချင်းနေရပဲနောက်ဆုံးတော့230 240 250ကျန်တာပဲဟိုခံတာပဲเนาะဟိုကျွန်တော်တေချာလောက်ထားတဲ့တချင်းတွေကတော့ဒါရရှိခံတာပဲဟိုရုပ်ရှင်ကားတွေလို့เนาะရုပ်ရှင်တွေဖြစ်တယ်လို့ရိုက်တဲ့ကားတွေကဒါသူကသူပျောက်သွားတာပဲတေချာစိတ်နဲ့ပြီးတော့ချိန်ယူပြီးတော့ရိုက်တဲ့ကားတွေကဒါကန်တော်ဝင်ကားတွေဖြစ်နေတာငယ်လူသစ်တွေအားလုံးကဒါဘုဒ္ဓတာလည်းရမယ်ပညာလည်းရမယ်ဆိုတော့ဟို music နဲ့ပတ်သက်ပြီးတော့လည်းအများကြီးသူတို့လေ့လာလို့ရမယ်ပြောမှာဆိုတော့အချိန်မီလဲကျွန်တော်စီမှာလာပြီးတော့ဟိုမေးမြန်းနိုင်တယ်ဟိုတချင်းနဲ့ပတ်သက်ပြီးတော့သိကျင်တာတွေကူညီစရာရှိတာလဲကျွန်တော်ကူညီပေးပါမယ်လို့ပြောတယ်ကျေးဇူးပါခင်ဗျာကျေးဇူးပါဟုတ်ကဲ့အခုကျွန်တော် studio cafe ရဲ့ပေါ့နော်စကားဝိုင်းလေးပေါ့ရင်းမာတေးတန်တွင်ပိုင်ရှင်ကိုချစ်ခင်တဲ့စကားပြောတဲ့အခန်းကဏ္ဍလေးဒီညမှာပဲပြီးဆုံးပါပြီအချိန်ယူပြီးတော့ကျွန်တော်တို့ကိုလာရောက်ပြီးတော့ကြည့်ရှုတဲ့အတွက်နားထောင်တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်